ဆက်လက်ပြီးတော့ပရိသတ်များနောက်ထပ်ဒီနိုင်ငံတကာအားကစားသင်းကြောင့်တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့ပရိသတ်တွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီအကျိတ်နယ်ရှိရဲ့ပွဲစဉ်တွေအဖြစ်ရှိလာမှာဖြစ်တဲ့အီတလီ Serie A ပြိုင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါ။အီတလီ Serie A ပြိုင်ပွဲကတော့အခုလက်ရှိချိန်မှာ Premier League Spain La Liga ပွဲစဉ်တွေလိုပဲအကောင်းမွန်ဆုံးသောပွဲစဉ်တွေကိုရှင်ပြိုင်စားနေရဖြစ်ပြီးတော့အကျိတ်နယ်ရှိလာခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ခုဒီပတ်မှာပေါ့နော်ရှင်ပြိုင်စားခဲ့တဲ့အီတလီ Serie A ပြိုင်ပွဲမှာဆိုရင်တော့အမတ်ပေးစရာကိုဦးဆောင်နေတဲ့နာပိုလီအသင်းနဲ့ဂျူဗင်တက်အသင်းတို့ကတော့နိုင်ပွဲကိုစီရရှိခဲ့ကြပါတယ်။ပြီးတော့နာပိုလီအသင်းကတော့ကာဘီအသင်းနဲ့ရှင်ပြိုင်စားခဲ့ပြီးတော့ကာဘီအသင်းကိုဆိုလို့ရှိရင်တိုက်စစ်မှုဖြစ်တဲ့ဟီဂူအင်ရဲ့တလုံးသေးသောတွင်ကိုနဲ့အတူအနိုင်ရရှိခဲ့လို့ဂျူဗင်တက်အသင်းဟာဆိုလို့ရှိရင်လေဖရိုစီနိုနီအသင်းကို2ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အခုလက်ရှိချိန်မှာတော့အီတလီ Serie A ပြိုင်ပွဲမှာမှတ်ပေးစရာကိုနာပိုလီအသင်းကတော့ရမှတ်56မှတ်နဲ့ဦးဆောင်ထားပြီးတော့ဂျူဗင်တက်အသင်းကလည်းရမှတ်54မှတ်နဲ့ဒုတိယနေရာနေထရက်ဆက်ဖိအားပေးလျက်ရှိနေတာကိုလည်းတွေ့ရပါတယ်။ပြီးတော့တတိယနေရာမှာဆိုလို့ရှိရင်တော့ Fiorentina အသင်းကရက်တီနေရာဖြစ်ပေမဲ့လည်းဒါရမှတ်ကွာခြားမှုပိုင်းမှာဆိုလို့ရှိရင်တော့ဂျူဗင်တက်အသင်းနဲ့ပေါ့နော်ရှစ်မလောက်ကွာဟနေတဲ့အတွက်ချန်ပီယံဆုအတွက်ကတော့အခုလက်ရှိချိန်မှာနှစ်သင်းနဲ့အပြိုင်ဆိုင်ရှင်ပြိုင်ရမယ့်အနေအထားတစ်ခုကိုရောက်ရှိနေပါပြီ။ဒါ့အပြင်အခုလာမယ့်တစ်ပတ်မှာဆိုလို့ရှိရင်လည်းနာပိုလီအသင်းနဲ့ဂျူဗင်တက်အသင်းတို့ကတော့ထိပ်တိုက်တွေ့ဆုံနေတဲ့အတွက်ကြောင့်လေပုံမအကျိန်းနဲ့ရှိမဲ့ပွဲစဉ်တွေအနေနဲ့ပေါ့နော်ဒါပရိသတ်တွေအနေနဲ့မြင်တွေ့ရမှာဖြစ်လို့ပေါ့နော်ဒီအမှတ်ပေးစရာရဲ့အဆင့်1နေရာကိုလေဒီပွဲစဉ်ကဒါအကျိတ်နေရှိပြီးတော့ဒီအဆင့်1နေရာကိုလူမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာလေအမှန်ပါပဲဒီဂျူဗင်တက်အသင်းနဲ့နာပိုလီအသင်းတို့ရှင်ပြိုင်စားမဲ့ပွဲစဉ်ကိုဆိုလို့ရှိရင်တော့လာမဲ့ February လ14ရက်နေ့တင်းနှင်းနေနေ့မှာဆိုလို့ရှိရင်တော့ဂျူဗင်တက်အသင်းရဲ့အိမ်ဝင်းမှာရှင်ပြိုင်စားသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်